လူတယောက်ဆုံးပါသွားပြီးတဲ့နောက်အသက်မဲ့ခန္ဓာကိုယ်မှာဘာတွေဖြစ်ကြံခဲ့တယ်လဲဆိုတာကိုဘယ်နှကြိမ်လောက်တွေးမိပူပါသလဲအသက်မဲ့ခန္ဓာကိုယ်ကချက်ချင်းတမ်းမပုတ်သွားပဲဒီအဆင့်တွေကိုများစွာကြော်ဖြတ်ရပါသေးတယ်လူတယောက်ဆုံးပါသွားပြီးတဲ့နောက်တနင်္ဂနွေကြာချိန်မှာတော့ခန္ဓာကိုယ်ထဲမှာရှိသမျှကြွက်သားတွေအလုံးကပြေရော့ကုန်ပါတယ်ရှိသမျှသွေးတွေအလုံးကအောက်ခြေမှာစုပ်ပြုံနေတာကြောင့်အနက်နဲ့ခရမ်းရောင်လိုအညိုအမဲဆွဲတာတွေစတင်ဖြစ်ပေါ်လာပါတယ်တစ်ချိန်တည်းမှာပဲခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီးတော့အကြောအချင်းတွေကတ်ကုန်တဲ့အပြင်တကိုယ်လုံးကောက်ကွေးကုန်ပါတယ်ခန္ဓာကိုယ်အပူချိန်ကလည်းပတ်ဝန်းကျင်အပူချိန်အတိုင်းလိုက်လံပြောင်းလဲနေမှာဖြစ်ပါတယ်ခန္ဓာကိုယ်တွေကဆဲတွေကအလိုအလျောက်ပျက်စီးမှာဖြစ်ပြီးကိုယ်ရင်းအင်္ဂါတွေကပိုးတွေကတော့တဖြည်းဖြည်းကြီးလာမှာဖြစ်ပါတယ်အချိန်3 လခန့်ကြာချိန်မှာတော့စိမ်းဝါရောင်တက်မဲ့ခန္ဓာကိုယ်ကနေညွညညစ်အယောင်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါတွေကအကောင့်အတွင်းမှာရှိတဲ့တက်မဲ့ခန္ဓာကိုယ်ပျက်စီးခြင်းသာဖြစ်ပြီးပတ်ဝန်းကျင်အပူချိန်နဲ့မြေမြုပ်ထားရာစူထိုင်းစားပေါ်မူတည်ပြီးတော့အပြောင်းအလဲတွေများစွာဖြစ်ပေါ်နိုင်ပါသေးတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ